ကယ်လီဟောင်းကထုတ်တဲ့ Bleaching Body Mask လေးသုံးကြည့်မယ်။ လိုင်းပေါ်မှာ blogger တွေလည်းတော်တော်များများသုံးပြနေလို့ဒီလဲစမ်းပြီးတော့သုံးကြည့်မယ်။ဒါကတော့ခီရဲ့အသားရည်ငကိုအသားရည်ပေါ့နော်။ပုံမှန်အသားရည်ဖြစ်ပါတယ်။ဒီတောင်စစ်လေးမှာလည်းညိုမဲနေရပေါ့နော်။လက်လေးမှာဆိုလဲဖူးရှိတယ်။ဒါကတော့အမှုန့်လေးနဲ့သူက cream လေးနဲ့ဆိုပြီးတော့လာရတော့ပေါ့နော်။သူကနှစ်ပတ်မှတစ်ချိန်ပဲသုံးပါဆို15ရက်တစ်ချိန်ပဲသုံးပါဆိုတော့သူကဒီတပူကတစ်လစာပေါ့နော်။ခွဲပြီးတော့သုံးပါမယ်။ cream လေးကိုအရင်ထည့်ပါမယ်ပြီးတော့အမှုန့်လေးတစ်ဝက်ထည့်မယ်15ရက်စာပေါ့နော်အားလေးပြန်ပိတ်ပါမယ်ပြီးတော့တေချာမှွေပေးရမှာပဲတေချာလေးမှွေပါเนาะအနံ့လေးနည်းနည်းပြင်းတယ်အနံ့လေးနည်းနည်းပြင်းတယ်ဘယ်လောက်ထားရမလဲဆိုတော့ तू က9မိနစ်ကနေ10မိနစ်ခန့်ထားပါပေါ့เนาะဒါနည်းနည်းဆက်တယ်ဆိုရင်တော့ရေဆေးချလိုက်ပါပေါ့เนาะကြီးကတော့ဟိုလောက်ထားလိုက်တယ်15မိနစ်လောက်ထားလိုက်တယ်ဟုတ်တယ်15မိနစ်လောက်ထားရလက်တွေရောခြေထောက်တွေရောတကူလုံးရှိသမျှဒီမဲနေရတွေအကုန်လုံးအကုန်လုံးလိုက်ပြီးတော့ဆုပ်တန်လေးနဲ့ပေါ့နော်ဆုပ်တန်လေးနဲ့လိုက်ပြီးသားတဲ့စိတ်ဝင်သွားအောင်လိုက်ပြီးတော့တုပ်ပေးပါတယ်ခြေထောက်တွေရောတုပ်ပေးပါတယ်သူကအနံ့လေးရောနည်းနည်းပြေးနေရားတာတွေဆက်တာတွေဆိုရင်တော့ရေပြန်ဆေးချပေါ့နော်အဲ့လေးဘယ်တော့တစ်ခေါက်သုံးဘူးတယ်ဒီဟာကိုရွှေရောင်ပြောင်းသွားတာကွာအမွှေးလေးတွေကတီးတာဟတ်ချောင်းဆိုပြီးတော့ blogger ကြီးပြောသလိုအဲ့လိုချင်း9မိနစ်တွင်းအဲ့လိုဖွေးသွားတာတော့မဟုတ်ဘူးသူက bleaching လုပ်လိုက်တဲ့အတွက်အယောင်ချစ်လိုက်တဲ့အတွက်ရွှေရောင်လေးပြောင်းသွားတဲ့အတွက်ကြောင့်မလို့သူကဖွေးရလို့ထင်ရပါတော့အရင်တော့ကြိုက်ကြည့်တော့မဟုတ်ဘူးဒါကျမရဲ့ရေဆေးချပြီးသားအသားကြီးအရင်ပြောင်းလဲမှုတော့မရှိဘူးသုံးကြည့်ပါပေါ့ကျမကတော့တိတ်မကြိုက်ဘူးပေါ့ rating ပေးမယ်ဆိုရင်တော့5 out of 10အဲ့လောက်ပဲပေးပါတယ်ကိုပဲအမွှေးမြင်တိတ်မရှိလို့လားမသိဘူးရမ်းတော့အဲ့လိုထူးခြားရမ်းဖွေးသွားတာမျိုးတော့မရှိဘူးအမွှေးလေးလည်းအဲ့လိုသူရွှေရောင်လေးတွေတော့ပြောင်းသွားတာပေါ့နော်ကျမရဲ့အသားရည်ပါပင်ကိုအသားရည်ပါအားလုံးတတာ